ကျွန်တော်တို့ရဲ့ Manchester United အသင်းအနေနဲ့ကတော့ပထမဆုံးလူခေါ်ယူမှုအနေနဲ့အတလန်တာကွင်းလယ်ကစားသမားဖြစ်တဲ့ Ederson ကိုခေါ်ယူဖို့အတွက်အခုလက်ရှိကစားသမားနဲ့ရောအသင်းနဲ့ပါသဘောတူညီချက်ရရှိသွားပါပြီ။ Manchester United အသင်းအနေနဲ့ဒီကစားသမားလေးကိုပြောင်းရွှေ့ကြေး35တန်းအပိုစုကြေး3တန်းနဲ့အားလုံးပေါင်း38တန်းနဲ့ခေါ်ယူမှာဖြစ်ပြီးတော့စာချုပ်အနေနဲ့ဆိုရင်9နှစ်တောင်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ယူရိုနဲ့တွက်ကြည့်မယ်ဆိုရင်တော့45တန်းနဲ့ခေါ်ယူမှာဖြစ်ပြီးတော့လာမယ့်အပတ်မှာဆေးစစ်ပြီးတာနဲ့တရဝင်းကြီးညာသွားမယ်လို့ကျွန်တော်ကြားနေတယ်။ဒါပေမဲ့သူတို့ရဲ့အသင်းနှစ်သင်းကြားထဲမှာကတော့ဆွေးနွေးစရာလေးတွေကြံနေတယ်ဆိုပေမဲ့69%လောက်ကတော့တေးကြသွားပြီလို့ကျွန်တော်ပြောလို့ရတယ်။ကစားသမားအနေနဲ့ကလည်း Manchester United ရဲ့ confirm ကိုပဲစောင့်နေတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်။အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကသူ့ကိုသတင်းထွက်ကြတဲ့ဟိုကကျွန်တော်ကလိုချင်ခဲ့တာ။ဘာဖြစ်လို့လဲဆိုရင်တော့သူ့မှာကျွန်တော်ကြိုက်တဲ့အချက်3ချက်ရှိတယ်။ပထမတစ်ချက်ကကြတော့ဈေးပေါ်တာ။အခုလက်ရှိဈေးကွက်ထဲမှာညီကိုတို့ကြည့်ကွင်းလေကစားသမားဆိုရင်တန်း100လောက်ခေါ်နေကြတာဗျာ။ဒီကစားသမားက45တန်းအောက်လောက်ရမယ်ဆိုရင်တော့တော်တော်လေးကိုဈေးပေါ်တယ်ဈေးပေါ်ရခြင်းအကြောင်းရင်းကလည်းသူကခြေစွမ်းမပြလို့မဟုတ်ဘူးเนาะစာချုပ်က2029မှာကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးပေါ်နေရခြင်းဖြစ်တာနောက်တစ်ချက်ဒုတိယအချက်ကျွန်တော်အကြိုက်ဆုံးအချက်ကကြတော့ဒီကစားသမားက3အောင်3ရုံဒဏ်ရာရတာကရှားတယ်အဲ့ဒီအချက်ကလေကျွန်တော်တို့ရဲ့အသင်းအတွက်ဒါအားတာချက်ဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့ရဲ့အသင်းကလေတော်တော်လေးကိုခြေစွမ်းကောင်းနေပြီဆိုရင်ဒဏ်ရာရကစားသမားပေါ်လာလို့ကျွန်တော်တို့ရဲ့အသင်းတိုင်ပတ်သွားတဲ့ပွဲစဉ်တွေမှာအများကြီးပြသိလားအဲ့ဒီအတွက်ကြောင့်မလို့ဒီကစားသမားကကျွန်တော်တို့ရဲ့အားတာချက်ဖြစ်ကောင်းဖြစ်လာနိုင်တယ်တတိယအချက်ကိုပြောရမယ်ဆိုရင်တော့ဒီကစားသမားက Manchester United အသင်းကိုလိုလလနဲ့လာချင်နေတာကကျွန်တော်အတွက်အဓိကအကြောင်းရင်းလို့ကျွန်တော်ပြောလို့ရတယ်ဗျာ Manchester United အသင်းကို तू ကချစ်လို့ပဲဒီကိုလာချင်တာလို့ကျွန်တော်ကတော့သတ်မှတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မှာလည်းတာတကတွေရှိတယ်အမ်ဘွင်ဘိုတို့မာတီယက်စ်ကိုညာတို့ဆက်စကိုတို့ဆန်နီလမန်တို့ဆိုရင်လည်းအသင်းကိုချစ်ပြီးတော့ရောက်လာပြီးတော့ဒီအသင်းမှာခြေစွမ်းပြနေတာကညီကိုတို့အသိရွယ်ဗျာဘိုးတမဆန်နီလမန်ဆိုရင်ကျွန်တော်တို့စပြီးတော့ခေါ်တော့ကဘသူကထင်ပါလဲကျွန်တော်အနေနဲ့ဆိုရင်လည်းမာတီနက်ကပိုကောင်းတယ်လို့ကျွန်တော်ကထင်ခဲ့တာဒါပေမဲ့ तू ကအသင်းကိုချစ်တဲ့စိတ်ကြောင့်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသင်းအတွက်ပေးဆက်ပြီးတော့ကျွန်တော်တို့အသင်းအနေနဲ့အဆင့်3ကိုရောက်ရှိခဲ့ရတယ်သူ့ရဲ့ဒါစူးစမ်းအားထုတ်မှုကြောင့်လည်းကျွန်တော်တို့ပြောလို့ရတယ်အသင်းကိုချစ်တဲ့စိတ်ကြောင့်ကပို့ပြီးတော့ပါတယ်ဗျာတိလားကစမဲရိုးနေရာမှာဒီကစားသမားကဒါအစားထိုးနိုင်မလားလို့ကျွန်တော်ကိုမေးတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့50-50ပဲလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကတခြားလိကနေပြောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့စောင့်ကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ညီကိုတို့အနေနဲ့ဆိုရင်အီဒါဆန်အနေနဲ့ကက်စမဲရိုရဲ့နေရာကိုဖြည့်နိုင်မယ်လို့ညီကိုတို့ယုံကြည်လားဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကကွင်းလယ်မှာပွဲထွက်လူစရင်အတွက်ဒါကစားသမားနောက်တစ်ယောက်ကိုခေါ်ပြီးတော့ဒီကစားသမားကိုကျွန်တော်တို့ကအရင်အနေနဲ့ထားပြီးတော့တချို့ပွဲတွေမှာမှပွဲထွက်လူစရင်အနေနဲ့ထားမလားဘယ်လိုလုပ်ချင်လဲညီကိုတို့ရဲ့အမြင်လေးတွေကိုကျွန်တော်ရဲ့ comment အောက်မှာဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်